ကျွန်တော်စီက premium ဝယ်ထားတဲ့လူတွေအတွက် tools တွေကိုဘယ်လိုသုံးရမလဲမသိဘူးဖြစ်နေမှာဆိုလို့ tools တစ်ခုချင်းစီကိုကျွန်တော်သုံးပြပါမယ်အရင်ဆုံးဝင်ချင်းမှာဒီလိုမြင်ရပါလိမ့်မယ်ဒီနောက်မှာ login ရှိပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်ပေးထားတဲ့ login ID လေးနဲ့အရင်ဝင်လိုက်ပါ ID မရှိသေးတဲ့လူတွေကတော့ premium ကိုနှိပ်ကြည့်ပြီးတော့ premium ဈေးလေးတွေကိုကြည့်ပါကိုယ့်အတွက်အဆင်ပြေတဲ့ဈေးကိုသုံးပြီးတော့ဝယ်လို့ရပါတယ် buy now ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ငွေလွှဲရမယ့် account လေးပေါ်လာပါလိမ့်မယ် Okay အသုံးပြုနည်းပြပေးပါမယ်ဆိုတော့ login ကိုနှိပ်ပြီးတော့ကျွန်တော်ပေးလိုက်တဲ့ကိုယ့်ရဲ့ကိုယ်ပိုင် login ID လေးကိုထည့်လိုက်ပါကိုယ့်ရဲ့ login ID ကိုသူများကိုဘယ်တော့မှပေးမသုံးပါနဲ့ဗျတကယ်လို့ ID တစ်ခုတည်းက user 2ယောက်3ယောက်သုံးနေတယ်လို့တွေ့ရလို့ရှိရင်ကျွန်တော်ဒီဘက်ကနေပြီးတော့ ban ပါပါအဲဒါကြောင့်ပါ Okay ဒါဆိုလို့ရှိရင် login ဝင်သွားပါပြီဒီတောက်မှာကိုယ့်ရဲ့ credit ကြံရှိနေတဲ့ပမာဏပေါ်နေပါလိမ့်မယ်နော် credit ဈေးနှုန်းကတော့ကျွန်တော်မပြောင်းရသေးပါဘူးအဲ့ဒါလေးကျွန်တော် update ပြန်လုပ်ပေးပါမယ်ဆိုတော့ transcribe လုပ်မယ်ဆိုရင်ဒီထဲကိုဝင်ပါဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ video လေးကိုထည့်ပေးရပါမယ်ဒီမှာကျွန်တော်တို့ video file လေးတစ်ခုထည့်လိုက်ပါပြီကိုထည့်တဲ့ video file ရဲ့ကြာချိန်ပေါ်မူတည်ပြီးတော့ credit ကိုရွေးပေးပါကျွန်တော်9မိနစ်အောက်ဆိုလို့ရှိရင်ဒီ1 credit ကိုရွေးလို့ရတယ်9မိနစ်အထက်10မိနစ်အောက်ဆိုရင်2ကိုရွေးပါဗျာဒါမိနစ်ပေါ်မူတည်ပြီးတော့ယူပါလိမ့်မယ်ကိုက9မိနစ်အောက်ပဲဆိုလို့ရှိရင်တော့ credit တစ်ခုပဲသုံးရပါလိမ့်မယ်ပြီးရင် start AI transcribe ကိုလုပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ transcribe လုပ်လာတဲ့စာသားလေးကြာလာပါလိမ့်မယ်ကြာလာပြီဆိုရင်ဒီမှာ copy ယူလို့ရတယ်လို့ဒီထိပ်မှာလည်း copy ယူလို့ရတယ်နောက်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဒီက transcribe အနာသားကိုရွေးပါဗျကျွန်တော် copy ယူလိုက်ပါပြီပြန်ထွက်ပါမယ် translate ထဲကိုဝင်ပါမယ် translate သုံးမယ်ဆိုလို့ရှိရင်လည်းခုနကကျွန်တော်တို့ copy ယူထားတဲ့စာသားလေးကိုဒီ text box ထဲမှာထည့်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကိုကဒီ3ခုစလုံးထုတ်မယ်ဆို3ခုစလုံးအမှန်ချစ်ပြီးရင်ကျွန်တော်တို့စပြီးတော့အရင်ဆုံးကျွန်တော်တို့ထည့်လိုက်တဲ့စာသားဘယ်လောက်ရှိလဲဆိုတာစစ်ရပါမယ်စစ်လိုက်ရင်ဒီမှာ credit 3ခုရွေးရပါတယ်ကျွန်တော်ထည့်လိုက်တဲ့စာသားရဲ့ပမာဏကဘယ်လောက်ရှိလဲကိုကတန်းမသိဘူးဆိုလို့ရှိရင်အနည်းဆုံးကနေစရွေးကြည့်ဒါမျိုးပေါ်တယ်ဆိုလုပ်လို့ရနော်ကျွန်တော်ဒီစာသားကို1000ထိပေးထားတာဖြစ်တဲ့အတွက်ကြောင့်အများကြီးထည့်လို့ရပါတယ်တော်ရုံတော့ကျွန်တော် limit မရှိပါဘူးနော်အဲ့တော့ကျွန်တော်ထည့်ပြီးပြီဆိုလို့ရှိရင် translate လုပ်လိုက်ပါဒါဆိုဒီမှာထွက်လာပါလိမ့်မယ်ကျွန်တော် credit တွေတိုးထားရတာကတချို့ကအရှိကြီးတွေအများကြီးတွေလောက်ကြလို့ပါအဲအကြောင်းကျွန်တော် credit လေးတွေကန့်သက်ထားရတာပါဒီမှာတော့ကျွန်တော်စာအတွက်ကတော့ credit တွေကိုကျွန်တော်အများကြီးပေးထားပါတယ်နော်ဒီမှာရပါပြီရပြီဆိုရင်ကျွန်တော်ဒီမှာ copy ယူမယ်ဒါအောက်မှာကျွန်တော် deep meaning လည်းပေးတယ်ဒီအောက်မှာကျွန်တော် hook တွေလည်းပေးပါတယ်နောက်တစ်ခုလုပ်မယ်ဆိုရင် translate another content နေပြီးတော့နောက်တစ်ခုထပ်လုပ်လို့ရပါတယ်နော် Okay ထွက်လိုက်ပါမယ်ထွက်ပြီးပြီဆိုလို့ရှိရင်ဒီမှာ SRT translator ရှိတယ်အဲ့ဒါကတော့ကျွန်တော်သူက SRT file လေးထည့်ပေးရမယ်ဗျကျွန်တော်ဖုန်းထဲမှာတော့ SRT file မရှိသေးတော့ကျွန်တော်ထည့်ပြလို့မရပါဘူးအဲ့တော့ SRT file ထည့်ပြီးတော့သူကလည်းခုနလိုပဲစစ်ဆေးပေးရတယ်ကို့မှာပါတဲ့เนาะ SRT ထဲမှာပါတဲ့ line အရေအတွက်ပေါ်မူတည်ပြီးတော့ credit သုံးပေးရပါတယ်နောက်တစ်ခုက AI အတန်မှာကျွန်တော်တို့ခုနယူလာတဲ့စာသားလေးတွေကျွန်တော်ဒီထဲမှာထည့်လိုက်ပါမယ်ထည့်ပြီးတော့ကျွန်တော်တို့အတန်ထုတ်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ရဲ့စာသား character 3000ကျော်ပါတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့เนาะcharacter အတန်လိုချင်တဲ့ပုံစံရွေးပြီးဒီအောက်က check ကိုနှိပ်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာသူက character 3000အောက်ဆိုတော့ credit တစ်ခုနဲ့ရမယ်ဒီမှာ character 3000အထက်ဆိုတော့ကျွန်တော်တို့ဒီဟာနဲ့ထုတ်လို့မရပါဘူးဒီမှာကြော်နေရလို့ပြနေပါလိမ့်မယ်အဲ့တော့ credit 2ခုနဲ့ထုတ်ပါဒါဆိုရင်ရပါလိမ့်မယ်နော်ဒါဆိုရင်အတန်ထွက်လာပါလိမ့်မယ်နောက်တစ်ခုကကျတော့ set generator ပါ set generator လည်းကျွန်တော်လောလောဆယ်လုပ်ပြလို့မရသေးပါဘူးကျွန်တော်တို့ video file ထည့်ရမယ်ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်စာသားထပ်ထည့်ရမယ်ကျွန်တော် script စာသားထည့်ရမယ်ကျွန်တော် page မှာလုပ်ပြဖို့ပါတယ်အဲ့ဒါကိုထည့်ပြီးပြီဆိုလို့ရှိရင်ခုနအတိုင်းပဲ check လုပ်ရမယ်ကို့မှာပါလာတဲ့စာသားပေါ်အရေအတွက်ပေါ်မူတည်ပြီးတော့ကျွန်တော် credit သုံးပေးရပါမယ်ဗျနော်ဒီမှာ content creator ရှိပါတယ် content creator ကတော့ကျွန်တော်ဘာမှမကန့်သက်ထားပါဘူးကျွန်တော်တို့ခုနလို check တာပါညာလည်းမရှိဘူးထုံးစံတိုင်းပဲကိုလိုချင်တဲ့ဒီအကြောင်းအရာကောင်းစဉ်တစ်ခုပေါ့နော်ကောင်းစဉ်တစ်ခုပေးလိုက်နော်ပေးပြီးပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့ content type ရွေးပေးလိုက်ပြီးရင် generate ထုတ်လိုက်လို့ရှိရင်ထွက်လာပါလိမ့်မယ်ဒီမှာတော့ဘာမှ credit ကန့်သက်ချက်မရှိဘူးတစ်ခါသုံးရင် credit တစ်ခု short ပါမယ်ဒါပါပဲဟိုမှာလိုမျိုးဘယ်လောက်ဆိုလို့ရှိရင် credit ဘယ်နှခုဆိုပြီးကန့်သက်ထားတာ content creator မှာမရှိပါဘူးနော်ဆိုတော့ AI အတန်ထုတ်တာကျွန်တော်ဒီဟာကျတော့ character 3000ကျော်နေဆိုတော့2မိနစ်ကျော်3မိနစ်လောက်ရှိလောက်တယ်အဲအကြောင်းနည်းနည်းကြာနေတာပါနော်ဒါကတော့ကျွန်တော်တို့ထုတ်တဲ့နည်းလမ်းလေးတွေပါကိုယ့်ရဲ့ကိုယ်ပိုင် API ကိုသုံးမယ်ဆိုလို့ရှိရင်တော့
ဒီထိတ်နားမှာ app API ရဲ့ own API ရဲ့ရှိပါတယ်ဒါလေးပြောင်းပြီးတော့ထုတ်လိုက်ရုံပါပဲ Premium Plus ဆိုလို့ရှိရင်တော့ကို API နဲ့ကိုထုတ်မယ်ဆိုရင် unlimited ရပါတယ်ရိုးရိုး Premium သမားကတော့ကို API နဲ့ကိုထုတ်တာတစ်ရက်ကို9ချိန်ပေးထားပါတယ် unlimited လို့ရှင်လို့ရှင်တော့ Premium Plus လေးဝယ်ဖို့တိုက်တွန်းကြပါတယ်နော်ဒီမှာဆိုရင် content creator လည်းကျွန်တော်တို့ဒီမှာထွက်လာပါပြီနော် content ကိုဒီထက်ရှည်ရှည်လိုချင်သေးတယ်ဆိုလို့ရှင်တော့ကျွန်တော်နောက်ပိုင်း update လုပ်ပေးလို့ရမလားကျွန်တော်ကြည့်ပေးပါမယ်ဆိုတော့ဒီမှာ AI အတန်လေးထွက်လာပါပြီကျွန်တော်အတန်ကိုဒီမှာ download ကနေပြီးတော့ download ရပါတယ် ဒီရှေးဟောင်းသူသေးသနာပညာရှင်တွေ ဒီအောက်မှာကျွန်တော်စာရန်ထိုး file မှာထပ်ထုတ်နေပါတယ်တစ်ခုချင်းစီထုတ်ပေးပါတယ်အရင်တော့နှစ်ခုလုံးရမှာ result ပြတယ်အခုကအဲ့လိုမဟုတ်ဘဲနဲ့အတန်ရရင်အတန်ကိုအရင်ပြပေးထားတယ်ကိုက SRT file မလို့ဆိုရင်အတန်ရတာနဲ့တခါတည်း down ပြီးထွက်လာရင်ရပါပြီနော် okay အားလုံးအသုံးပြုနည်းကိုသုံးတတ်ကြလိမ့်မယ်လို့ထင်ပါတယ်အဓိကတော့ website ဝင်တာကတော့ကိုယ့်ရဲ့ browser မှာပဲเนาะ transcriptmaster.org ဆိုတော့ရိုက်ပြီးတော့ကိုယ့်ရဲ့ phone browser ဘယ် browser မှာဖြစ်ဖြစ်ဝင်သုံးလို့ရပါတယ်